လို့ထင်တယ်လေကွယ်ရွာကြီးသူရဲ့လူရဲ့ကုန်ကျွမ်းယွန်းစားတဲ့ခံဝတန်ပြက်ရှင်ထပြက်ချမ်းရှက်တိုင်းငင်ဟုတ်ကလားမိုင်းလာမယ်ဆိုရင်စိတ်ဆိုးလို့ဓမ္မရန်ရွာလန်းဝေးဝေးကကျူမယ်ကျောင်းဝင်းရိပ်ခရီးပင်ရိပ်ဝဲမောင်ကြီးကျွေးသိပ်ပြေးပါမယ်